ဒီနေ့ကတရင်ကျွတ်လက်ပြနေပဲနှစ်တိုင်းကတော့နေကြအဖိုးခွားလို့စီကိုသွားပြီးကတော့ရမယ်9နာရီတောင်ထိုးနေပြီသွားတော့မယ်အိမ်တကားတွေအကုန်ပိတ်ပြီးပြီအရင်ဆုံးကိတ်မုတ်ဆိုင်ကိုသွားပြီးလိုအပ်တာတွေသွားဝယ်မယ်ဆိုင်ရှိရောက်ပြီအောင်ပါလားမဲအဖိုးခွားတွေစီကိုသွားပြီးကတော့မလို့လားငါးဆိုင်မှာတရင်ကျွတ်အတွက်ကိတ်မုတ်တွေအစုံရှိတယ်ဟုတ်လားကိုမောင်ကြီးတိတ်မုတ်နှစ်ဘူးနဲ့ကော်ဖီမုတ်တစ်ဘူးပေးပါရောအောင်ဒီမှာမင်းမထားတာတွေရပြီကျေးဇူးပါကိုမောင်ကြီးအဖိုးခွားတို့စီကိုတော့ရောက်ပြီးကတော့ဖို့ပဲကြံတော့တယ်ဒင်းကျွတ်လက်ပြည့်နဲ့ဘိုးဘွားဘွားတို့စီကိုလာကတော့တာပါဘိုးဘွားဘွားတို့အားကန်သုံးမနဲ့ပြစ်မမိသည်ရှိတော့ခွင့်လွှတ်ပေးပါခင်ဗျာအေးငါမြေးလေးအောင်ကျမ်းမချမ်းသာပြီးအလိုဆန္ဒတွေပြည့်စုံပါစေကွယ်ပေးတဲ့ဆုနဲ့ပြည့်ပါစေဘိုးဘိုးတားပြန်လိုက်ဦးမယ်အေးငါမြေကယူဆိုင်ပြီးပြန်နောက်လဲအဖိုးတို့စီကိုမကြလာလဲကွာဟုတ်ကဲ့ဘိုးဘိုးဟယ်လိုဖိုးထောင်လားနားအောင်ပါမင်းအခုဘယ်ရောက်နေလဲကံမောင်စီလာခဲ့လေမိဘုံလို့ကြမယ်အေးနောက်မှတွေ့မယ်ဖိုးထောင်တငယ်ချင်းစောင့်နေရတာကြာသွားပြီလားစိုးကြီးကွာငါနည်းနည်းနောက်ကျသွားတယ်အောင်ငါလည်းခုနမှရောက်တာပါမင်းစီမှာမီရှူမီပန်းတွေမိပုံတွေအစုံပါလားအေးဖိုးထောင်ငါအစုံလာခဲ့တယ်ကစားကြမယ်မိဘနဲ့ကစားရတာပြောဖို့ကောင်းတယ်ကွာဟုတ်တယ်တငယ်ချင်းမိုင်းဝနေပြီးဆက်လိုက်တော့ကွာမိဘုံပြန်ကြီးကောင်းကင်ဘုတ်ကိုတက်သွားတာအရန်လာတယ်ကွာဒီမှာနောက်တစ်လုံးကောင်းကင်ဘုတ်ကိုတက်သွားတာအရန်လာတယ်ကွာဟုတ်တယ်တငယ်ချင်းကောင်းကင်မှာမိကြီးတွေဖုတ်တာအရန်လာတယ်ကွာဒီသတင်းကြိုလာပြည့်နေလေးကတကယ်အမှတ်ရမယ့်နေ့လေးတစ်နေ့ပဲကွာ Channel အား like and subscribe လုပ်ပြီးအားပေးနိုင်ပါတယ်